အားလုံးပဲမင်္ဂလာပါဗျ။ Football Family မှလည်းပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့တနင်္ဂနွေနေ့ညမှာရှင်ပြိုင်ကစားတော့မယ် Manchester City နဲ့ Bournemouth တို့ရဲ့ပွဲကြိုတုံးတစ်ချက်လေးပဲဖြစ်ပါရဲ့ဗျ။ Manchester City ရာဆိုရင်တော့ဒီနေ့ပွဲမှာစကားမီနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်တော့သူတို့တွေနှစ်ပွဲနိုင်ပြီးရောတစ်ပွဲရှုံးထားရဗျ။ရှုံးထားတဲ့အတင်းကလည်းဘီလာအတင်းကို 1-0 ဆိုတဲ့ရလဒ်နဲ့ရှုံးထားရဗျ။ Manchester City ရဲ့အိမ်ကွင်းစွမ်းဆောင်ရည်၃ပွဲမှာကြည့်ရမယ်ဆိုရင်တော့၃ပွဲလုံးကိုနိုင်ထားတာကိုတွေ့ရတယ်ဗျ။ဘုံမောက်အသင်းမှာဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်တော့ဘုံမောက်အသင်းက2ပွဲထိနိုင်ပြီးတော့ကျတော့တပွဲကိုတော့တည်ကြတာဗျဘုံမောက်အသင်းရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကိုကြည့်ရမယ်ဆိုရင်တော့မဆိုးလာဘူးဆိုတဲ့အနေအထားမျိုးမှာရှိတယ်ဘုံမောက်အသင်းကဆိုရင်တော့2ပွဲတည်ကြပြီးတော့တပွဲနိုင်ထားရဗျတို့နိုင်ထားတဲ့အသင်းကလည်းစပါးကို 1-0 ဆိုတဲ့ရလဒ်နဲ့နိုင်ထားရဗျဒီနှစ်တင်းမှာဆိုရင်တော့ဇယားကိုကြည့်ရမယ်ဆိုရင်တော့ဘုံမောက်အသင်းကအဆင့်2မှာရပ်တည်နေရ9ပွဲကစားထားပြီးတော့9ပွဲနိုင်တပွဲတည်9ပွဲကစားပြီး9ပွဲနိုင်3ပွဲတည်တပွဲရှုံးဆိုရရမှတ်နဲ့ရမှတ်ကတော့18မှတ်အထိရရှိထားရဗျManchester City ကတော့အဆင့်9မှာရောက်ရှိနေတယ်9ပွဲကစားပြီး9ပွဲနိုင်တပွဲတည်3ပွဲရှုံးရမှတ်က16မှတ်အနေနဲ့ရရှိထားရဗျဒီနှစ်တင်းရဲ့ဟတ်တူရဲ့တွေ့ဆုံမဲ့အပိုင်းမှာဆိုရင်တော့နှစ်က4ချိန်တီရှိခဲ့တယ်4ချိန်မှာဆိုရင်တော့ Manchester City က3ချိန်နိုင်ပြီးတော့ကြတော့ဘုံမောက်အတင်းက1ချိန်နိုင်ထားရဗျဒီနှစ်တင်းဟာဆိုရင်တော့ဒီနှစ်ရာဒီမှာဆိုရင်တော့ဘုံမောက်ဟာဆိုရင်တော့လုံးဝကိုပဲအမြင့်ပြန်နေတဲ့အတင်းလို့ဖြစ်တယ် short တွက်လို့မရတဲ့အတင်းဖြစ်တယ်ခင်ဗျာ Manchester City ကဆိုရင်လည်းရလက်တွေအရင်ကတည်ငြိမ်နေတဲ့အချိန်ခါကြမှာဘီလာကို 1-0 ဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့တယ်အဲ့ဒီအတွက်ကြောင့်မလို့ Manchester City ကဆိုရင်တော့ဒီနေ့ပွဲမှာဆိုရင်တော့နိုင်ပွဲတွေလိုအပ်နေတယ်ဘုံမောက်ကဆိုရင်လည်း short တွက်လို့မရတဲ့အတင်းဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်တင်းမှာဆိုရင်တော့ဒီတနင်္ဂနွေနေ့မှာဆိုရင်တော့အရန်ကိုကြည်ကောင်းအောင်ပွဲဖြစ်တယ်လို့ကျွန်တော်ပြောရင်းနဲ့ဘယ်တင်းနိုင်တော့မလဲဆိုတာစောင့်မကြည့်ရှုလိုက်အောင်ဗျအားလုံးကျေးဇူးတင်ပါတယ်